ဒီအဖွားကြီးကတော့တကယ်ကိုကြောက်စရာကောင်းလုံးပါတယ်အဖွားကြီးသူ့ရဲ့အိမ်မွေးတရက်စံလေးမြန်မြန်ကြီးထွားလာဖို့အတွက်နေ့တိုင်းအသားတုံးကြီးတွေကိုရေကန်နဲ့ပစ်ကျွေးလေးရှိတယ်အဲ့ဒါဒီမှကသေးဘူးနွားတစ်ကောင်လုံးကိုမျက်စိပိတ်ပြီးအစာဖြစ်ကျွေးဖို့အထိပါလှုံ့ဆော်ခဲ့တာပါဒါပေမဲ့ဒီလောက်ကျွေးတာတော့မှအေယာမီချောင်ကြီးရဲ့ဘိုက်ကမိုးနိုင်သေးပါဘူးဒီနေ့မှာတော့အားလုံးကိုတုံလှုပ်သွားစေတဲ့အလုပ်တစ်ခုကိုအဖွားကြီးကလှုပ်လိုက်ပါတယ်အဲ့ဟာကတော့သူ့ရဲ့အမျိုးသားဖြစ်သူကိုရေကန်နဲ့တွန်းချလိုက်တာပဲဖြစ်ပါတယ်ပြီးတော့မှဘာမှမသိသလိုဟန်ဆောင်ပြီးရဲတွေကိုဖုံးဆက်ကသူ့မျိုးသားရဲချော်ချသွားပါတယ်လို့လိန်ညာပြောဆိုခဲ့တယ်တကယ်တော့မိချောင်းစာဖြစ်သူ့မျိုးသားကိုအတုံးချခဲ့တာပါရဲတွေကတော့ဘာမှမရေးမိပဲပျောက်ဆုံးနေတဲ့သူကိုရှာဖို့အတွက်ရေငုပ်သမားတွေကိုချက်ချင်းလွတ်လိုက်တာပေါ့ထူးဆန်းတာကတော့ဒီလောက်ကျေပြောတဲ့ရေကန်ကြီးထဲမှာငါးတကောင်တောင်မတွေ့ရတာပါပဲရေငုပ်သမားတစ်ယောက်ဟာရေအောက်ကကူကြီးတစ်ခုကိုတွေ့သွားပြီးအထဲဝင်ဖို့စ조사ချိန်မှာပဲထူးဆန်းတဲ့တက်တဝါကြီးတစ်ခုသူ့ခြေထောက်ကိုကွက်ဆွဲသွားပါတော့တယ်သူ့သူငယ်ချင်းအနေရဖြစ်နေတာကိုမြင်တော့တခြားရေငုပ်သမားတွေကအစွမ်းကုန်ဆွဲတင်ခဲ့ပေမဲ့ကန်ဆိုးစွာနဲ့အဲ့ဒီရေငုပ်သမားဟာအသက်မရှိတော့ပါဘူးအခြေအနေတော်တော်လေးဆိုးရွားနေမှန်းတီးသွားတဲ့ရဲတွေဟာရဟရင်နဲ့နွားတကောင်ကိုချိတ်ပြီးမိချောင်းကိုထောင်ဖမ်းဖို့စ조사ကြပါတယ်ဒီမိချောင်းကြီးကလည်းတော်တော်လေးပါနဲ့ပါတယ်မျက်မှောက်နဲ့အထီးဆောင်ပြီးတော့မှရေပေါ်ကိုတိတ်ဆိတ်တက်လာခဲ့တာပါရဲတွေကလည်းတင်းနဲ့တွေနဲ့အသင်းဆောင်နေကြတော့မိချောင်းကြီးကနွားကိုလန့်ဟက်မှာရဟရင်ကြီးပါရေရဲကိုတရွတ်တိုက်ပါသွားပါတော့တယ်